င်္ဂလာပါကျွန်တော်ဒီနေ့ရောင်းချပေးမယ့်နိုင်လေးက G-Shock G900 white color လေးဖြစ်ပါတယ် wash only ကို 98.99 အသစ်လိုအတန်လေးဖြစ်ပါတယ်ခင်ဗျဒီနိုင်လေးကိုကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးကပိုးကပါပြီး 2,48,000 ကျပ်ဖြစ်ပါတယ်ခင်ဗျကျွန်တော်ရှိမှာ COD မရသေးပါဘူးခင်ဗျငွေကြိုလွှဲဝယ်ယူနိုင်ပါတယ်ခင်ဗျငွေလွှဲရောက်ရှိပါက by express delivery ကားဂိတ်ရောက်သည့်မြည်သီးမျိုးနယ်ကိုမစိုးကျွန်တော်ပို့ဆောင်ပေးပါတယ်ခင်ဗျနိုင်လေးကိုစိတ်ဝင်စားလို့ချိုင်းနေတတ်တဲ့ဆိုရင်ဖြင့်ကျွန်တော်ရဲ့ TikTok Messenger Facebook Messenger Page Messenger နဲ့39 2530 Viber မှာအသေးစိတ်ဆက်သွယ်မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျာဒီနိုင်လေးတွေရဲ့ size ဈေးအသစ်ဈေးကတော့4သိန်းခွဲအထက်မှာရှိပါလိမ့်မယ်ခင်ဗျာကျွန်တော်ရှိမှာ 98.99 လုံးဝအပွန်အဆင်းမရှိတဲ့နိုင်လေးတစ်လုံးကိုကျွန်တော်2သိန်းခွဲမပြည့်တဲ့ဈေးနဲ့တန်တန်လေးရောင်းချပေးထားပါတယ်ခင်ဗျာဆုံးဒီကြည့်ရှုပေးလို့ကျေးဇူးပါဗျာမအိတ်တဲ့ဆိုတာမထူးစမ်းနိုင်တော့ပါသကောင်ကြောင့်